ဘဝရောက်သွားတဲ့ဆွေတွေမျိုးတွေအဲ့ဒီတမလွန်ဘဝရောက်သွားတဲ့အဖိုးတွေရှိတယ်အဖွားတွေရှိတယ်အဖိုးဖွားတွေရဲ့အမေဖေတွေရှိမယ်ဦးကြီးဦးလေးတွေရှိမယ်ကိုနဲ့ဆွေမျိုးသားချင်းတော်တဲ့ပုဂ္ဂိုလ်တမလွန်ဘဝရောက်သွားတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေကိုလည်းပဲဖြစ်မထားရဘူးတဲ့ဖြစ်မထားရဘူးအချိန်ခါအားလျော်စွာကုသိုလ်ကောင်းမှုသူတို့အတွက်ရည်စူးလုပ်ပြီးတော့အမြတ်တမ်းပေးဝေပေးရမယ်ရည်စူးတဲ့ကုသိုလ်ဒါမြန်မာပြည်မှာဘုရားဘာသာဝင်တွေလုံးလေးလှုပ်ထားရှိကြတယ်ဓမ္မမောပြောင်းသွားတဲ့မိဘဆွေမျိုးတွေကိုရည်စူးပြီးတော့ကုသိုလ်ကောင်းမှုလုပ်တာသူတို့အတွက်လူတော်လူကောင်းဖြစ်တယ်သူတို့အတွက်ကောင်းသူဖြစ်တယ်အကယ်၍မေ့ထားမယ်ဆိုလို့ရှိရင်အကယ်၍များဓမ္မလွန်ဘဝရောက်သွားတဲ့ပုဂ္ဂိုလ်ကစားစရာဆင်းရဲနေစရာဆင်းရဲနဲ့ဆင်းရဲတဲ့ဗိဒ္ဓဘုံများရောက်နေမယ်ဆိုလို့ရှိရင်တမျိုးမျိုးတဒန္တနဲ့ကိုယ့်အတွက်အလှအမြဝေနိုးအမြဝေနိုးနဲ့စောင့်နေကြရတဲ့ဘဝမျိုးဆိုတာရှိတယ်ဒါလည်းပဲအမတ်တမဲ့မနေတဲ့ကိစ္စတခုမတော်တဆအက်ဆီဒင့်နဲ့သေသွားတဲ့ပုဂ္ဂိုလ်တွေဟာအမတန်ကိုကုသိုလ်ကြီးတဲ့ပုဂ္ဂိုလ်တွေဟာနတ်ဘုံနတ်ဘဝရောက်ချင်ရောက်တော့ချက်ချင်းအဲ့ဒါလို့မဟုတ်ဘဲနဲ့အထိတ်တလန့်နဲ့စိုးရိမ်သောကနဲ့တွေ့တာမှုတွေနဲ့ဓမ္မလွန်ဘဝပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေဟာရုတ်တရက်ရှောင်တခင်ဆိုရင်ဘာဖြစ်တတ်တယ်ဆိုပြိတ္တာဘုံရောက်သွားတတ်တယ်ပြိတ္တာဆိုတာဒါလူတွေကတော့အဲ့ဒါကိုကြည့်ပြီးမကျွတ်ဖူးပြောတာပေါ့အိမ်ပေါ်မှာဟာလားအတန်ပြူတာတော့အနီးပတ်ဝန်းကျင်မှာမြင်လိုက်တာတော့ဒါမျိုးတွေဖြစ်တတ်တယ်နော်အခုကိဆိုလို့ရှိရင်တယ်လီဖုန်းဆက်တာတော့တယ်လီဖုန်းကလာမြည်တာတော့သေသွားတဲ့ပုဂ္ဂိုလ်ကလောက်တာအဲ့ဒါဟာတကယ်တော့ပြိတ္တာဘုံရောက်သွားတာပြိတ္တာဆိုတာအခုခေတ်လို့ဆိုရင်တော့တစင်တရေကိုပြောတာအဲ့ဒါလို့မကျွတ်မလွတ်ဆိုတာဘာဖြစ်လို့တော့ဆိုမိသားစုတန်ရောစဉ်ပစ္စည်းတန်ရောစဉ်တခုတန်ရောစဉ်တေဂန်ဒီမှာအာယုရသွားတယ်အဲ့ဒီတန်ရောစဉ်ကြောင့်မို့လို့ရုတ်တရက်ရှောင်းတဲ့ခင်သူဟာပြိတ္တာဘဝရောက်သွားတယ်ရောက်သွားတဲ့အခါမှာတခါတည်းသေသွားတဲ့ပုဂ္ဂိုလ်တွေကသူ့ကိုယ်သူသေတယ်လို့တော့မသိလိုက်ဘူးလင်းလင်းမြန်မြန်သေသွားလို့အက်ဆီဒင့်နဲ့သေလို့ရှိရင်သေတယ်လို့တော့မသိလိုက်ဘူးရုတ်တရက်အိပ်ပျော်ရာနိုးသွားတယ်လို့ဖြစ်တာအဲ့တော့သေတယ်လို့မသိတော့တချို့လဲကိုယ့်ကိုယ်အရင်လူလိုထင်ပြီးတော့အိမ်ပြန်လာတာတွေရှိတယ်အိမ်ရောက်တဲ့ခွေးကဟောင်းတယ်သူ့ကိုအိမ်ကလူတွေကသူ့ကိုမမြင်ဘူးမခေါ်ဘူးအဲ့ဒီမှာသူတို့မှစိတ်ဆင်းရဲမှုတွေဖြစ်တယ်ဒါဒီလိုဇလန်းနေလည်းပဲပြည့်နေတာပဲဒါပိဋကလောကလို့ခေါ်တယ်ပြိတ္တာလို့ခေါ်တယ်အဲ့ဒီလိုကိုယ့်ရဲ့ဆွေမျိုးသားချင်းအနီးအိမ်ကိုပြန်လာတတ်တဲ့ပြိတ္တာမျိုးတွေပါဖြစ်နေပြီဆိုတဲ့အခါမှာသူ့ကိုယ်သူမသိရှိသေးတဲ့အချိန်ပိုင်းသိသွားတဲ့အချိန်ပိုင်းအဲ့ဒီအချိန်ပိုင်းတွေရောက်လာပြီဆိုတဲ့အခါမှာမိသားစုတွေကကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့မကြအမြတ်တမ်းတွေပေးဝေပေးခြင်းအပြင်သူဟာတာရုခေါ်လိုက်လို့အဝတ်အစားလှူပြီးတော့အမြတ်ဝေလိုက်လို့ရှိရင်သူ့မှာဝတ်စရာအဝတ်တွေရသွားတယ်သူတို့စီမှာမြတ်စွာဘုရားဟောထားတာရှိတယ်ပြိတ္တာဘုံဆိုတာတဲ့ထွန်ရက်စိုက်ပြိုးစားလို့လည်းမရဘူးကုမ္ပဏီထောင်ပြီးလှုပ်လို့လည်းမရဘူးရောင်းဝယ်လှုပ်လို့လည်းမရဘူးကံကပေးသမျှလေးနဲ့နေကြကံမပေးရင်ဘာမှကောင်းယူလို့မရတဲ့ဘဝမျိုးစားစရာမရှိဘူးအမှန်တမ်းဆင်းရဲတယ်အဲ့ဒီလိုဘဝမျိုးရောက်နေတဲ့အခါမှာဒီကကုသိုလ်ကောင်းမှုလုပ်ပြီးမြတ်တမ်းပေးဝေလိုက်လို့ရှိရင်ကုသိုလ်ရဲ့စွမ်းအားကြောင့်စားစရာတွေရလာတယ်နေစရာတွေရလာတယ်ဝတ်စရာတွေရသွားတယ်ဒီလိုဆိုလိုတာ